အားလုံးပဲမင်္ဂလာပါရှင်အခုရောက်ရှိနေတဲ့နေရာကတော့နီပေါနိုင်ငံလုံမနီတာမော့အင်ဂျင်တော်ပဲဖြစ်ပါတယ်ရှင်အခုမြင်တွေ့နေရတဲ့အကြောင်းဆောင်ကတော့မေရော်မာယာအကြောင်းဆောင်တော်ပဲဖြစ်ပါတယ်ရှင်ဂေါရမမြတ်စွာဘုရားအလောင်းတော်သည်တက္ကတိုင်းကပလဝတ်ပြည့်ရှင်ဘရင်သုံးသောနာမင်းကြီးရဲ့မိဖုရားမေရော်မာယာရဲ့ဝမ်းကြတိုင်းမှာမဟာတက္ကရ68ခုနှစ်ဝါဆိုလာပြည့်ဇာတာပရိနေမှာပြိတ္တိယူခဲ့ပါတယ်မြတ်စွာဘုရားအလောင်းတော်ကိုကပိလဝတ်နဲ့ဒီဝါတဟပြည်ကြဒီလုံမနင်တာမောအင်ဂျင်တော်မှာဖွားမြောက်တန့်ဆင်ခဲ့ပါတယ်ရှင်မဟာတက္ကရေ68ခုကစုံလာပြည့်တောက်ကြနေမှာအလောင်းတော်တိတ်တမင်းသားလေးကိုဖွားတော်မူလိုက်တဲ့တပြိုင်နက်အရှိရမမြောက်ရက်သို့လက်ညှိုးထောင်ရေးခြေဖွားခုနှစ်ဖွားလန်ကစကားကြီးသုံးခုကိုလည်းပြောဆိုခဲ့ပါတယ်ငါသည်လောက၌အမျက်ဆုံးငါသည်လောက၌အကြီးဆုံးငါသည်လောက၌အချီးမွမ်းအဆုံးဟူသောစကားကြီးသုံးခုဖြင့်ဥရန်ကျူးရင်ပြီးတော့ကြွေးကြော်တော်မူခဲ့ပါတယ်ဖျားလောင်းတော်တိတ်တမင်းသားဖွားမြင်ရာဤလုံမနီတာမောအင်ဂျင်တော်ဟာလေတောင်ဝီစနီးရ၄ဌာနမှာတဌာနအပါအဝင်ပဲဖြစ်ပါတယ်ရှင်မဟာပရိနိဗ္ဗာန်တုတ်တွင်ဖျားရှင်ကိုရောမြတ်ကြီးကများပြားလာသောတပည့်ယဟန်ပရိသတ်များကြတွင်ရှင်အာနန္ဒာကိုမိန့်ကြားတော်မူခဲ့ပါသည်ရဲ့ချစ်သားအာနန္ဒာတရာရှိသောယဟန်ယောက်ျားယဟန်မိန်းမများတက္ကရာမများအတွက်လှည့်လည်ဖူးမြော်တန်ဝေကယူအပ်သောနေရာမြတ်တို့သည်ဤလေးဌာနတို့ဖြစ်ပေသည်ဖျားလောင်းတော်ဖွားတော်မူရာလုံမနီဥယျင်တပိညုတရွှေဉာဏ်တော်ကိုရတော်မူ၍ဖျားဖြစ်သို့ရောက်တော်မူရာဗုဒ္ဓဂါယာမဟာဗောဓိမန္တိုင်ပြစ္ဆဝဂီငါးဦးတို့အားတရားဥဓမ္မစကြာဟောတော်မူရာမိဂရာဝံမြတ်စွာဘုရားပြိဋိဘံဆောင်ဝင်တော်မူရာမန္တလာမင်းတို့၏ကုသနာယုံအင်ချင်းရကုံစစ်သားအာနန္ဒာနောင်ခါတရာတရားရှိသောယဟန်ယောက်ျားယဟန်မိန်းမများတက္ကရာမများတို့သည်ဤလေးဌာနသို့လာကြကုန်လက်တံဤနေရာကမြတ်စွာဘုရားကိုဖားမြင်တန့်စင်တော်မူခဲ့သည့်နေရာပါတကားဤနေရာကဘုရားရှင်တပိညုတရွှေဉာဏ်တော်ကိုရရှိတော်မူ၍ဘုရားဖြစ်သို့ရောက်ရှိတော်မူသောနေရာပါတကားဤနေရာကဘုရားရှင်ပြိဋိဘံဆောင်ဝင်တော်မူခဲ့သည့်နေရာပါတကားဟူ၍လှည့်လည်ဖူးမြော်ကြကုန်လက်တံချစ်သားအာနန္ဒာအကျဉ်သူတို့သည်ဖျားဘူးခရီးလှည့်လည်မှုကိုပြု၍ကြီးညိုသောစိတ်ဖြင့်ဒေလွန်ကုန်၏ထိုလူအားလုံးတို့သည်ဤခန္ဓာကိုပျက်စီးဒေလွန်ပြီးနောက်၌နေရွာတုကတိတို့ယောက်ျားကုန်လက်တံဟူ၍မဟာပြိဋိဘံနာတုံမှာအတိအကျဟောထားပါတယ်ရှင်ဤတို့ဖြင့်တောင်ဝေစမြလေးဌာနတွင်တဌာနအပါအဝင်ဤလုံမလီတာမောအင်ဂျင်ဦးရင်ကိုတစ္ဆာကုံရောင်ဖျားဘူးဓမ္မမိတ်ဆွေများကြီးညိုတရားပွားများနိုင်ရန်အတွက်ရိုက်ကူးတင်ဆက်ပေးထားပါတယ်ရှင်ဒါသာသနာစီယံတိတ်တူဘုရားသာသနာစီယံတိတ်တူဘုရားသာသနာစီယံတိတ်တူသာဓုသာဓုသာခေပါရပါပြီတယောက်ချင်းရပြီ